အားလုံးပဲမင်္ဂလာပါကျွန်တော်မိတ်ဆွေတို့ဒီနေ့ပြန်လည်မျှပေးပေးခြင်းတဲ့အကြောင်းအရာလေးကတော့ wave fu ကပတ်စံနေဝင်လာကျွန်တော်ဘယ်လိုအကောင့်အနေနဲ့ထုတ်ယူလို့ရမလဲဆိုတဲ့အကြောင်းအရာလေးပါပထမဆုံးအနေနဲ့ပြောပြချင်တာကတော့ wave fu ကပတ်စံထုတ်မယ်ဆိုတော့ကျွန်တော် vegan creator ဖြစ်နေဖို့လိုအပ်ပါတယ်ဒါကြောင့်မို့ vegan creator မဖြစ်သေးတဲ့မိတ်ဆွေတို့လည်းမြန်မြန်လေး try ဖို့ကြံပြုချင်ပါတယ်ဘယ်လို vegan creator ဖြစ်ပြီးသားလူတွေအနေနဲ့လည်းview တွေ follow တွေ like တွေမြောက်ကြိုးစားထားတယ်ပါတယ်တကယ်လို့ wave ကပတ်စံပေးလိုက်ခါကြရင်အားလုံးများများလေးရပြီးတော့မိမိလိုတဲ့နေရာမှာတုံးချလို့ရအောင်ပါပထမဆုံးအနေနဲ့ကျွန်တော် wave အကောင့်ကနေပတ်စံဝင်ဖို့ဆိုရင်ကျွန်တော်ပထမဆုံး setting ကိုသွားပါမယ် setting ကနေ payout ကိုဝင်ပါမယ် payout မှာသူကတော့ပြောပြထားတယ်အနည်းဆုံး$5ရှိမှပဲစတင်ထုတ်ယူနိုင်မှာပါအဲအကြောင်းကျွန်တော်ခုနပြောလို့ vegan creator ဖြစ်ပြီဆိုရင်လည်း line and follow view မြောက် try ထားတယ်ပါတယ်$5စရရဆိုရင်ကျွန်တော်တို့အနေနဲ့အရင်ဆုံးဒီမှာ payout information မှာကျွန်တော်တို့ information တွေအရင်ဆုံးဖြည့်ထားပေးရမယ်ကျွန်တော်တော့ person နဲ့ရွေးထားပါတော့ပြီးနာမည်ထည့်မယ်ဖုန်းနံပါတ်ထည့်မယ်မြန်မာဖုန်းဆိုမြန်မာဖုန်းပေါ့နိုင်ငံမြန်မာနိုင်ငံဆိုမြန်မာနိုင်ငံလိပ်စာတွေထည့်မယ်ဒီနေရာမှာ postal code ထည့်အောက်ဆုံးမှာထည့်ရပါမယ် postal code ကတော့ကိုနေရဲ့မြို့ရဲ့ postal code မသိရင်ကိုကဲမှာသွားပြီးတော့မှရိုက်ရှာလို့ရပါတယ်ဒီလိုလေးပေါ့နော် postal code ကတကယ်လို့တည်ပြီးသားသူတွေဆိုတော့လိပ်စာမရှိပါဘူးမတည်တဲ့သူဆိုတော့အဲ့မှာရှာကြည့်လို့ရပါတယ်ပြီးရင်သူကပတ်စံထုတ်ဖို့ဆိုကျွန်တော်က Binance တဲ့ PayPay အကောင့်ရဲ့နှစ်ခုအထုတ်လို့ရပါတယ်မိမိမှာ Binance Pay ရှိရဆိုတော့ Binance Pay ID လေးထည့်ပြီးတော့information ထဲမှာ Binance Pay ID လေးထည့်ထားပေးပါတကယ်လို့ PayPay အကောင့်ရှိရဆို PayPay အကောင့်ရဲ့Gmail နံပါတ်လေးထည့်ထားပြီးတော့မှစိတ်ထားလို့ရပါတယ်တကယ်လို့ wave ကပတ်စံပေးလာဆိုတော့ကျွန်တော်ဒီနေရာနေပြီးတော့စတင်ထုတ်ယူနိုင်ပါပြီအားလုံးပဲကျေးဇူးတင်ပါတယ်တကယ်လို့မိတ်ဆွေတို့အကျိုးရှိရဆိုရင်တော့ like and follow လေးလုပ်ခဲ့ဝင်ပေးပါနော်